မေရီကနေတိုင်း20နာရီထိအလုပ်လုပ်ရတယ်။သူမပင်ပန်းလာတဲ့အခါတိုင်းသူမရဲ့မန်နေဂျာကသူ့ကိုထူးဆန်းတဲ့ဓာတ်လေကားစီပို့ပေးလိုက်ရောအဲ့ဒီအချိန်ဓာတ်လေကားတကားတွေပိတ်ပြီးတော့ပြန်ပွင့်လာတဲ့အခါကျသူမအတွက်နာရီပေါင်းများစွာအိပ်ပျော်သွားသလိုခံစားလိုက်ရတယ်။ပြီးတော့အားအင်တွေလည်းပြန်လည်ရလာခဲ့ပြီးတော့လုံးဝလန်းဆန်းသွားသလိုခံစားလိုက်ရပြန်ရောသူမရဲ့အဝတ်စားတွေတောင်တစုံတစ်ယောက်ကပြင်ဆင်ထားသလိုတက်တက်ရက်ရက်ပဲသူမဒီထူးဆန်းတဲ့ကုမ္ပဏီမှာအလုပ်ဝင်ပြီးတဲ့နောက်ပိုင်းမှာထွက်ပြေးဖို့အချိန်ချင်းစူးစမ်းခဲ့ဘူးတယ်။ဒါပေမဲ့ရှေ့လျားတဲ့စင်ကြံကြီးရဲ့အဆုံးကိုရောက်တိုင်းသူမရဲ့ရုံးခန်းနေရာကိုပဲတနည်းနည်းနဲ့ပြန်ရောက်လာတာပဲ။အဆိုးဆုံးကတော့ကုမ္ပဏီမှာပိတ်ရက်တွေရှိပေမဲ့စနေနေ့ညနေဓာတ်လေကားတွေကိုဝင်လိုက်ရင်ဓာတ်လေကားပွင့်လာတော့တနင်္လာနေ့မနက်ကိုတက်တက်ရောက်သွားတာပဲ။အခုတော့သူမတိမခံနိုင်တော့ဘူး။ယာဒူးကနေနှုတ်ထွက်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါကိုသူမရဲ့လုပ်ဖော်ကိုင်ဖက်တွေကတီးတော့အားလုံးလန့်သွားခဲ့ကြတယ်။အမှန်တကယ်ကဒီကုမ္ပဏီကိုသူတို့မဝင်ခင်မှာပဲဝန်ထမ်းတိုင်းရဲ့ဥနောက်ထဲကိုချစ်ပြားတစ်ခုထည့်ထားလိုက်ကြတယ်။အဲ့ဒီနောက်တော့လူတိုင်းကိုအပိုင်းနှစ်ပိုင်းခွဲထားလိုက်ကြတယ်။တစ်ပိုင်းကရုံးမှာတနေကုန်အလုပ်လုပ်ရပြီးတော့ကျန်တဲ့တစ်ပိုင်းကတော့ရုံးပြင်မှာအေးဆေးနေုံပဲပေါ့။ဒါပေမဲ့အစိတ်အပိုင်းနှစ်ခုလုံးကခနာကိုယ်တစ်ခုတည်းရှိပေမဲ့တယောက်နဲ့တယောက်ကဒီအကြောင်းတွေဘာမှမသိကြဘူး။ဒါနဲ့ကြီးကြပ်ရေးမှုကတယောက်ယောက်ယာဒူးကနှုတ်ထွက်လိုက်ရင်ကျန်တဲ့အပြင်မှာရှိနေတဲ့နောက်တစ်ပိုင်းပါထာဝရပျောက်ကွယ်သွားလိမ့်မယ်လို့ပြောပြလိုက်တယ်။ဆိုလိုတာကတော့အပြင်ကမေရီပါထာဝရပျောက်ကွယ်သွားမယ်ပေါ့။အတော်တော့ရှုပ်တယ်ဗျ။ဒါပေမဲ့မေရီကလက်မလျှော့ဘူးနှုတ်ထွက်စာတစ်စောင်အမြန်ရေးလိုက်တယ်။သူမကဒီလိုဆက်ရုပ်လိုဘဝကနေလွတ်မြောက်ချင်နေပြီလေ။ဒါပေမဲ့အပြင်လောကမှာနေထိုင်တဲ့မေရီကတော့အလောက်ကနေလုံးဝမထွက်ချင်ခဲ့ဘူး။ဒီတော့ကုမ္ပဏီကနှစ်ဖက်စလုံးကနှုတ်ထွက်မပေးရင်နှစ်ယောက်လုံးကိုပေးမထွက်ဘူးပေါ့။အဲ့ဒီနေ့မှာပဲပရင်တာအောက်မှာစက်ကူဖြတ်ဆက်ကိုတွေးတော့ကြောက်စရာကောင်းတဲ့အတွေးတစ်ခုကသူမစိတ်ထဲမှာပေါ်လာခဲ့တယ်။သူမကသူထေးရဲ့ရုံးခန်းစီကိုတက်တက်သွားပြီးတော့သူ့ကိုချင်းချောက်ပစ်လိုက်တယ်။သူမကိုအပြင်ဘက်ကမေရီအတွက်ဗီဒီယိုရိုက်ပြီးပို့ပေးဖို့တောင်းဆိုလိုက်တာပေါ့။ဒီတော့သူထေးကကြောက်လန့်ပြီးတော့သဘောတူလိုက်ရတယ်။မကြခင်မှာပဲအပြင်ဘက်ကမေရီကအကြောင်းပြန်လာခဲ့တယ်။ဒါပေမဲ့ဗီဒီယိုတွေကအကြောင်းအရာကလူတိုင်းကိုတုန်လှုပ်စေခဲ့တယ်